လူတရားရဲ့ပဇဝမှာကိုဒီပုံစံတရားရှိနေမှာကိုကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့ကိုအကောင်းပြောတဲ့သူရှိတယ်လို့မကောင်းပြောတဲ့သူလည်းရှိနေပါလူတိုင်းရဲ့အကြိုက်ကိုကျွန်တော်တို့မလိုက်နိုင်သူတို့ရဲ့ပြောပိုင်ခွင့်လုပ်ပိုင်ခွင့်တွေပါဒါဟိုပဲလိုက်ပြီးတော့ခံစားနေဖို့မလုပ်သူများပါဇက်လုပ်တိုင်းကိုစိတ်လုံရှားနေကိုဘဝသူများပါဇဝမှာပဲလမ်းဆုံးသွားလိမ့်ဝေဖန်ပုတ်ချအပြစ်ပြောတယ်ဆိုတာလေလူချင်းလူညံ့တာမကအသိပညာရှိတဲ့လူတွေကလည်းပြောတတ်ကြတာလို့တခုဘဝကြီးကမင်းထင်တယ်လို့မရိုးရှင်းဘူးမင်းတွေးထားတဲ့အရာတိုင်းဖြစ်လာမှာမဟုတ်မှားကျင်တာတခုကတော့ဘယ်တော့မှစိတ်ဓာတ်မကြမိစေNow DJ Vinny Beaches, who got it, let me